Hello အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါကတော့အရန်ကိုလာပြီးတော့ဈေးအရန်တန်တဲ့ style ပဲလေးနော်ဒီမှာကြည့်နော်အရှိမကျိုးပါတယ်နော်ရှင်တို့တွေကကျိုးပါတာအရန်ကြိုက်ကြတာနော်ဒီမှာနော်အရှိမကျိုးပါမယ်နော်ခါဆိုရင်လည်းဒီလိုမြော့တုတ်လေးအတွတ်လေးဖော်ပြီးတော့လှတဲ့ဒီဇိုင်းလုပ်ပေးထားပါတယ်ဒီမှာနော်ဒီလို style ပဲလေးဒီမှာအိတ်ကက်လဲပါတယ်နော်လက်ဖုံးတွေပါတွေထည့်ချင်တယ်ဆိုရင်ဒီမှာအိတ်ကက်လဲပါပါတယ်ဒီအယောင်ဆိုအနီရောင်လေးပေါ့နော်အနီရောင်ဆိုအရန်လှပါတယ်ရှင်အနီရောင်လေးကတော့ဘယ်သူနဲ့မဆိုပြီးတော့လိုက်ဖက်တဲ့အယောင်လို့ထင်ပါတယ်ဒီမှာနော်ဒါလေးကဆိုရင်ဘရောက်6ရောင်လေးပေါ့နော်ဘရောက်6ရောင်လေးပါခါကျိုးလေးကတော့ဒီလိုလေးပေါ့နော်ဒီလိုလေးလုပ်ပြီးတော့ဝစ်လဲရတယ်ဒီလိုလဲလုပ်လို့ရတယ်အနောက်မှာဆိုရင်လည်းခါမြော့အပြည့်နဲ့အတွတ်လေးဖော်ပေးထားတာပါဒီမှာနော်ဒီလို style man လေးပါဒါလေးကတော့ဘရောက်6ရောင်ပေါ့နော်ကဲဒါလေးကတော့အနက်ရောင်လူကြိုက်ရမ်းများတဲ့အနက်ရောင်ကျိုးလေးကတော့အသက်ပေါ့နော်ကျိုးလေးကတော့လူကြိုက်ရမ်းများကြပါတယ်ဒီမှာနော်ဒါလေးကတော့ LB ဆိုရင်တော့80ကနေ125အထိပဲဝစ်လို့ရပါတယ်အလွန်ဆုံးဝစ်လို့ရမှာ130ပေါ့နော်ဒီမှာအိတ်ကက်လေးလည်းပါတယ်နော်အိတ်ကက်နှစ်ဖက်လည်းပါတယ်ဒီဖက်လည်းအိတ်ကက်ပါတယ်ခါကျိုးချီပါမယ်ကျိုးတော့ချီပြီးတော့ဝစ်လဲရတယ်ချီပြီးတော့ဝစ်လဲရတယ်ခါဆိုရင်ဒီလိုအတွန်းလေးထည့်ပြီးတော့အလှထည့်ပေးထားပါတယ်ကဲဒီရောင်ဆိုရင်အုတ်ကျိုးရောင်ပေါ့နော်အုတ်ကျိုးရောင်လေးဆိုရင်လည်းလှပါတယ်ဒီမှာနော်ဒီရန်လာပါတယ်အယောင်လေးတွေအကုန်လုံးလှပါတယ်ရှင်ကဲဒီအယောင်ဆိုရင်အဝါရောင်ဖြော့လေးပေါ့နော်အဝါရောင်ဖြော့လေးပါရောင်လိုင်းလေးတွေအကုန်လုံးလှပါတယ်ကဲခုနပထမပြလိုက်တဲ့အယောင်ကအနီရောင်ပေါ့နော်ဒီရောင်လေးပါအနီရောင်လေးပါအယောင်ကတော့1 2 3 4 5 6ရောင်ထွက်ပါတယ် LB ဆိုရင်တော့80ကနေ120 125အလွန်ဆုံးဝစ်လို့ရမှာ130ထိဝစ်လို့ရပါတယ်ရှင်6ရောင်ဟိုမှာ9တဲ့တစ်စီးကနေစပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်